သူဟာထောင်ထဲမှာအန္တရာယ်ရှိဆုံးအကျဉ်းသားမဟုတ်ပေမဲ့အခိုင်အမာဆုံးအကျဉ်းသားတစ်ယောက်ပါမနက်တိုင်းသူ့ရဲ့မွေးရာကိုဘေးဖယ်ထားပြီးတမန်နီအိယာပေါင်းနဲ့လေ့ကျင့်ပါတယ်နေကင်းဘက်မှာတိုက်ခိုက်ရေးလေ့ကျင့်ပြီးညဘက်မှာထိုင်ထားနှထောင်ပြီးတဲ့အထိအိတ်မပျော်ပါဘူးသူ့ရဲ့ရည်မှန်းချက်ကထောင်ကနေလွတ်မြောက်ဖို့မဟုတ်ပါဘူးထောင်တစ်ခုလုံးကသူ့ကိုဘာကြောင့်သေးစေချင်တာလဲဆိုတာနားမလည်နိုင်တဲ့အတွက်ဒီငရဲကိုရှင်တန်ဖို့ပါပဲသူ့ရဲ့ပထမဆုံးနေ့မှာပဲရေချိုးခန်းသွားတဲ့အခါအကျဉ်းသားတွေဝိုင်းထားကြပါတယ်သူပြန်တိုက်ခိုက်ဖို့စူးစမ်းပေမဲ့တယောက်ပြီးတယောက်ခုန်ချသွားကြပါတယ်အဲ့ဒီအချိန်မှာပဲထောင်ချက်ပေးတံမြည်လာပြီးထွက်ခွာခါနီးမှာသူ့ကောင်းကိုတန်တိုင်တွေနဲ့စောင့်မိကြပါတယ်သူ့မှာသွားရှိချောင်းကျိုးသွားပြီးပတ်စံမရှိလို့ထောင်ဆရာဝန်ကဈေးပေါ်တဲ့တံမဏိသွားတွေတက်ဆင်ပေးခဲ့ပါတယ်ရက်အနှင်းငယ်ကြာမှာသူထပ်တိုက်ခိုက်ခံခဲ့ရပါတယ်ဒီတစ်ခါတော့သူ့တက်ကိုကဲတင်ဖို့ပဲပြန်တိုက်ခိုက်ခဲ့ပေမဲ့တရားရုံးကဘသူကစတင်တိုက်ခိုက်ခဲ့လဲဆိုတာကိုလစ်လျူရှုခဲ့ပါတယ်နောက်ဆုံးထိုးတဲ့သူကိုပဲအပြစ်ပေးခဲ့ပြီးသူ့ရဲ့ထောင်တန်းကိုနောက်ထပ်တစ်နှစ်ထပ်တိုးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒီဂီတထောင်ထဲမှာစီးမြင့်တွေတရားမျှတမှုတွေမရှိဘူးဆိုတာကိုသူသဘောပေါက်လာခဲ့တယ်ရိုးရှင်းပါတယ်တက်ပြစ်မလားအသက်ခံရမလားအဲ့ဒီအချိန်ကစပြီးသူ့ကိုယ်သူလုံးဝပြောင်းလဲစေခဲ့တယ်အဆုံးမရှိတဲ့လေ့ကျင့်မှုအဆက်မပြတ်တိုက်ပွဲဝင်မှုနဲ့တိုက်ခိုက်မှုတိုင်းကိုကျော်လွှားနိုင်ခဲ့တာကသူ့ခန္ဓာကိုယ်တင်မကဘူးသူ့ရဲ့ဆန္ဒကိုပါတမန်နီအဖြစ်ပြောင်းလဲစေခဲ့တယ်အခြေအနေတွေပြောင်းလဲသွားတဲ့တစ်ချိန်ကသူ့ကိုအုပ်စုဖွဲ့တိုက်ခိုက်ခဲ့တဲ့အကျဉ်းသားတွေကအခုတော့သူ့ကိုကြောက်ရွံ့နေကြပြီးတနေ့မှသူတယောက်တည်းအကျဉ်းသားတော်များများကိုအနိုင်ယူခဲ့တယ်သူတို့တဲကတယောက်ကဂီတသူ့ကဘာကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့အမှန်တရားကိုနောက်ဆုံးမှဖော်ထုတ်ခဲ့တယ်သူ့ကိုတေးစေခြင်းတဲ့သူကတစိမ့်မဟုတ်ဘူးသူ့ကောင်းအတွက်ဒေါ်လာ20,000စုငွေထုတ်ထားတဲ့သူ့ရဲ့အကိုကြီးလင်ကွန်းပါထောင်ထဲမှာအဲ့ဒီပမာဏကကြီးကျယ်ခမ်းနားတဲ့ပမာဏပဲသူ့ကိုဖော်ထုတ်ဖို့ညှင်းဆန်ပြီးသူ့ကာကွယ်ပေးခဲ့တဲ့အကိုကပဲသူ့ကိုတတ်ဖို့လူတွေကိုငွေပေးနေခဲ့တယ်အဲ့ဒီနေ့ကစပြီးသူ့နှလုံးသားထဲမှာတခုတည်းတော့အရာကြန့်ရှိနေခဲ့တယ်လက်စားချေမှုနှစ်ပေါင်းများစွာအကျဉ်းသားတွေကသူ့ကိုတတ်ဖို့ကြိုးစားခဲ့ကြတယ်သူတို့တွေကတယောက်ကသူ့မျက်နှာပေါ်ကိုစူနေတဲ့တရားရည်တွေပက်ကျဲပြီးအမာရွတ်တွေခြံထားခဲ့တယ်ရံပွဲတိုင်းပြီးတိုင်းသူ့ရဲ့ပြစ်ဒဏ်ကပိုရှည်လာတယ်ဒါပေမဲ့အလျှော့ပေးမဲ့အစားသူကပိုပြီးအန္တရာယ်များလာတယ်တနေ့မှတယောက်ကသူ့ကိုဓာတ်နဲ့ထိုးဖို့ကြိုးစားခဲ့ပေမဲ့သူကလက်နက်ကိုလူယူပြီးထောင်ထဲမှာပထမဆုံးအကြိမ်လူတယောက်ကိုတတ်လိုက်တယ်လူတက်မှုကြောင့်သူ့ရဲ့ထောင်တန်းနောက်ထပ်10နှစ်ထက်ကျသွားတယ်ဒါပေမဲ့သူဂရုမစိုက်ဘူးသူဟာအရန်အားကောင်းလာလို့ထောင်ထဲကဘသူမှသူ့ကိုစန့်ကျင်နိုင်မှာမဟုတ်ဘူးတိုက်ပွဲတစ်ခုပြီးတစ်ခုနောက်ဆုံးမှသူ့ရဲ့ထောင်တန်းက19နှစ်အထိရောက်သွားတယ်သူ့ကိုတားဆီးဖို့ကြိုးစားတဲ့ထောင်ဆောင်တွေကိုတောင်တိုက်ခိုက်ခဲ့တယ်ပြီးတော့သူ့ကိုထိန်းချုပ်နိုင်ဖို့အထီးကယုံနှိမ်နင်းရေးတပ်ဖွဲ့ကြီးတစ်ခုလိုအပ်ခဲ့တယ်ဒီအချိန်တွင်းမှာသူ့အမေလာလဲပြီးပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ခံစားနေရတယ်လို့ပြောပြတယ်သူ့ကိုဘယ်တော့မှပြန်မတွေ့ရတော့မှမို့သူ့ကိုသူဂရုစိုက်ဖို့ပြောခဲ့တယ်တပတ်အကြာမှာတော့သူ့အမေတည်တော့မယ်ဆိုတဲ့သတင်းကိုသူကြားခဲ့ရတဲ့ထောင်မှုနဲ့သဘောတူညီချက်တစ်ခုလုပ်ခဲ့ပြီးယာယီလွတ်ပေးဖို့နာရီနှဲငယ်နဲ့လဲလှယ်ပြီးသူ့အကိုကိုစန့်ကျင်ထွက်ဆိုဖို့သဘောတူခဲ့တယ်ဒါပေမဲ့ဆေးရုံကိုရောက်တဲ့အချိန်မှာတော့နောက်ကျသွားပြီးသူ့အမေမရှိတော့ဘူးလေရဲတွေကလမ်းမှာမရက်ခဲ့ရင်သူ့ကိုနောက်ဆုံးအချိန်တွေးလိုက်လောက်ပြီးအဲ့ဒီအချိန်မှာသူ့အတွင်းကနောက်ဆုံးမျောလင်းချက်လည်းတေဆုံးသွားတယ်ဆေးရုံကနေပြန်ခေါ်လာတော့တက်လီကားတဲ့ကထောင်ဆောင်နဲ့ရောက်ကိုလဲကြအောင်လုပ်ပစ်ပြီးနောက်ဖက်ထွက်ပေါက်ကနေထွက်ပြေးသွားတယ်သူ့မှာပတ်စံမရှိအပိုဝစ်စားမရှိနှစ်ပေါင်းများစွာခိုးယူခံခဲ့ရတဲ့အမှတ်ကိုခြေဖြတ်ဖို့ကိုတကိုးပဲရှိတယ်